အပိုင်းနှစ်ရဲ့အစမှာတော့ချမ်မီသားစုရဲ့အခြေအနေကလုံးဝပြောင်းလဲသွားခဲ့ပြီးအကိုအကြီးဆုံးကလည်းပြန်လည်ထူထောင်ရေးတွေလုပ်ခဲ့ပါတယ်ဒုတိယအကိုကတော့နေတိုင်းဂျင်မှာချွေးတွေရွှဲနေအောင်ကစားနေပြီးကိုဝိတ်ချတဲ့အပြင်ဆရာတွေခေါ်ကမူလာတန်းကစပြီးပညာရေးကိုပြန်ဆခဲ့ပါတယ်တစ်ဖက်မှာတော့အမေကတန်မာတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လုံးဝပြောင်းလဲသွားခဲ့ပါတယ်ကုမ္ပဏီမှာနေတိုင်းအချိန်ကုန်ဆုံးပြီးစီးပွားရေးကိုတေချာလုပ်ခဲ့ပါတယ်အဖေရဲ့မဟာမိတ်တွေကိုလည်းအကြောင်းပြချက်တွေနဲ့ထုတ်ပစ်ခဲ့ပြီးအဖေနဲ့လီရူရင်တို့ကတော့လုံးဝစကားမပြောနိုင်လောက်အောင်ဖြစ်နေခဲ့ပါတယ်ဒီဇက်ညွန်းကမမှန်ဘူးလီရူရင်ဒီအိမ်ကိုဝင်လာပြီးနောက်မှာမိသားစုကဘာလို့ပြိုကွဲမသွားတာလဲပြီးတော့လူတိုင်းကလည်းခွန်အားတွေရရှိသွားတယ်လို့မျိုးပိုတန်မာလာကြတဲ့ရုံးခန်းထဲမှာတော့အဖေကစိုးရိမ်စိတ်တွေကြောင်းစံပင်ဖြူတွေတောင်ပေါ်လာခဲ့ပါတယ်မစ္စတာကျန်းကလည်းငါ့ကိုထောက်ပံ့တာရက်လိုက်ပြီလားဘာလို့လဲအဲ့ဒါကကျမမေကိုယ်တိုင်သွားပြီးညှိနှိုင်းခဲ့လို့ပဲအဖေဒါကိုကြားတော့အဖေဖြစ်သူလဲစိတ်ဆိုးသွားခဲ့ပြီးအိမ်မှာရှိတဲ့လူတွေကိုစိတ်ကျေနပ်အောင်လုပ်ဖို့နင့်ကိုငါပြောခဲ့တာမဟုတ်ဘူးလားအရာအလုံးကိုပိုဆိုးအောင်ဘယ်လိုလုပ်လိုက်တာလဲအဲ့နောက်မှာတော့အကိုအကြီးဆုံးကပြန်လဲတန်ဆွမ်းရေးကိုနေတိုင်းသွားနေတယ်ပြီးတော့သူ့အမေကကျမကိုခံတက်လို့မျိုးစောင့်ကြည့်နေတယ်ဒါကကျမရဲ့အစီအစဉ်ကနေပိုပြီးဝေးကွာသွားအောင်တွန်းပို့နေတာပဲအဖေဖြစ်သူကတော့နောက်ရက်အနည်းငယ်ကြာရင်နေ့ရက်မွေးနေ့ပဲမြို့မှာအကြီးကျယ်ဆုံးမွေးနေ့ပွဲကိုငါစီစဉ်ပေးမယ်ဆွေမျိုးတွေတငယ်ချင်းတွေအားလုံးကိုဖိတ်ပြီးအားလုံးရဲ့ရှေ့မှာနင်ကသမီးရင်ဖြစ်ကြောင်းကြေညာမယ်သူတို့ကိုအတိအမှတ်ပြုခိုင်းမယ်ပြီးတော့အကိုအကြီးဆုံးစီကနေရှယ်ယာတွေလွှဲပေးဖို့အခွင့်အရေးယူမယ်ဒါတွေအားလုံးကိုကျွန်တော်ကတကားဝတ်ထဲကနေအစီအစဉ်တစ်ခုလုံးကိုကြားလိုက်ရတယ်။ဒါပဲပေါ့မွေးနေ့ပွဲမှာအာနာသိမ့်ဖို့အဖေရဲ့အစီအစဉ်ကကောင်းကောင်းတွက်ချက်ထားတာပဲနှမျောစရာကောင်းတာကဒါကအဖေဘဝမှာနောင်တအရဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်။ပွဲနေ့မှာတော့စီးပွားဖက်တွေအားလုံးနဲ့ဆွေမျိုးတွေအားလုံးကိုဖိတ်ကြားခဲ့တဲ့ရည်ရွယ်ချက်ကတော့တစ်ခုတည်းပဲ။လူရန်ကိုဒီအတိုင်းဝိုင်းနဲ့တရဝင်ရောက်စေပြီးကျွန်တော်ထက်သာသွားအောင်လုပ်ဖို့ပဲပွဲညမှာအမေကနေမကောင်းဟန်ဆောင်ပြီးအပေါ်ထက်မှာပုံနေခဲ့တဲ့ဒုတိယအကူကတော့လေ့ကျင့်ခန်းလုပ်တာကိုအကြောင်းပြပြီးပေါ်မလာခဲ့ဘူးချမ်မီသားစုရဲ့အမွေဆက်ခံသူဖြစ်တဲ့အကူအကြီးဆုံးကသာလူအုပ်ကြားထဲမှာဝီချက်နဲ့ပေါ်လာခဲ့တယ်လူကြီးမင်းတို့ဒါကကျွန်တော်သမီးယူရင်မှာဒီကလေးကအများကြီးဒုက္ခရောက်ခဲ့ရတယ်သူကကျွန်တော်ရဲ့သမီးစစ်ပါပဲအဲ့ပြင်လူရင်ကလည်းအဖေကိုလက်မောင်းချင်းချိတ်ပြီးလူအုပ်ကြားထဲလှည့်ပတ်နေခဲ့တယ်သူမကကျွန်တော်ကိုထောက်တနေရမှာကိတ်မုံစားနေတာကိုမြင်တော့ရှမ်ပိန်ခွက်ကိုကင်ပြီးလာခဲ့တယ်ချင်းဖန်ကီကကျမဝတ်ထားတဲ့ဒီကဝင်ကလှတယ်လို့ထင်လားအကိုအကြီးဆုံးကကျမအတွက်အီတလီမှာတမင်တကာလှုပ်ခိုင်းထားတာဈေးကြီးတယ်လို့ပြောကြတယ်တကယ်တော့အရင်တုန်းကအကိုအကြီးဆုံးကနင့်အတွက်ပဲအဝတ်စားတွေဝယ်ပေးခဲ့တာငါမနာလို့မဖြစ်ပါဘူးချင်းမန်းကကြအင်းဟန်ဆောင်မနေပါနဲ့နင့်စိတ်ထဲမှာစိတ်မကောင်းဖြစ်နေတာကိုကျမသိတယ်သူကငါ့ကိုရန်ဆောက်ဖို့ကြိုးစားနေခဲ့တယ်ငါရဲ့အရင်ဘဝတုန်းကဒီနေရာမှာပဲငါဒေါသထွက်ပြီးသူ့ကိုမရက်မနာဆက်ဆူခဲ့မိတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ငါကသူ့ရဲ့တရုပ်ဆောင်မှုကိုစောင့်ကြည့်နေခဲ့တယ်အဲ့ဒါနင့်အကိုအကြီးဆုံးကနင့်ကိုတိတ်ကောင်းကောင်းဆက်ဆံတာပဲကျွန်နေတာကဘာမှမတုံ့ပြန်တာကိုမြင်တော့လီယူရန်ကစိတ်လှုပ်ရှားလာခဲ့တယ်အဲ့ဒီအချိန်မှာသူ့အကူအကြီးဆုံးကဝီချဲနဲ့ဒီဘက်ကိုလာနေခဲ့တယ်လီယူရန်ရဲ့မျက်လုံးတွေကတောက်ပသွားပြီးချက်ချင်းပဲအကြံတစ်ခုရခဲ့တယ်တိကျပြီးလှုပ်ဝက်တဲ့လှုပ်ရှားမှုတစ်ခုနဲ့သူ့ရဲ့တောက်ဖက်နှက်ကဂါဝင်ရဲ့အောက်နားရှိကိုညှိလိုက်တဲ့ချက်ချင်းပဲသူကအားနဲ့အရှိကိုခုန်ချလိုက်ပြီးစုပ်ပြဲတန်တစ်ခုကြားလိုက်ရတယ်ပြီးတော့စကားရဲ့အစိပ်ပိုင်းတော်များများကကျမ်းပြင်ပေါ်တန်တန်မတ်မတ်ကျသွားခဲ့တယ်လူရန်ကလက်နှစ်ဖက်စလုံးနဲ့ရင်ဘက်ကိုဖုံးပြီးကျမ်းပြင်ပေါ်အစင်မပြေစွာလဲကျသွားခဲ့တယ်သူ့မျက်နှာကနေရဲနေပြီးကဘာပေါ်မှာအကြီးမားဆုံးအရှက်ရမှုကိုခံစားလိုက်ရတယ်လို့မျိုးပဲရှမ်ပန်းနင်ဘယ်လိုလုပ်ဒီလိုလုပ်နိုင်တာလဲနင်ကျမကိုမကြိုက်ရင်တော့လူတွေအများကြီးရဲ့ရှိမှကျမကာဝင်ကိုနင်းလို့မရဘူးဒီအော်ဟစ်တန်ကဧည့်သည်အားလုံးရဲ့အာယုံဆိုင်မှုကိုချက်ချင်းရရှိသွားခဲ့တယ်အဖေကသူ့ရဲ့ဂျာကင်အင်ဂျီကိုချုပ်ပြီးလူရန်ကိုဖုံးပေးလိုက်တယ်ပြီးတော့လှည့်ပြီးကျွန်တော်ကိုပါရိုက်ဖို့လက်မြောက်လိုက်တယ်ဒါပေမဲ့ကျွန်တော်မရှောင်ခဲ့ဘူးကျွန်တော်သူ့ကိုအေးဆက်ဆက်ကြည့်လိုက်တယ်အဖေလက်ကလေထဲမှာရက်သွားခဲ့တယ်နောက်ဆုံးတော့ဧည့်သည်တွေအများကြီးကသူ့ကိုကလေးတယောက်လိုက်တာကိုကြည့်နေကြရင်ရှမ်ပန်းနင့်ညီမကိုဘယ်လိုလုပ်ဒီလိုဆက်ဆံနိုင်တာလဲဒီနေ့ကသူ့မွေးနေ့ပဲအဲ့ဒီမနာလို့စိတ်ကိုနည်းနည်းထိန်ချုပ်လို့မရဘူးလားသူကမိသားစုနဲ့ဝေးကွာပြီး15နှစ်ကြာအောင်နေထိုင်ခဲ့ရပြီးတကယ်မွေးနေ့ကိုဘယ်တော့မှမရခဲ့ဘူးနင်ပါလို့အရာအလုံးကိုဖျက်ဆီးပြရတာလဲကုတ်အင်ဂျီနဲ့ပတ်ထားတဲ့လီယူရန်ကအဖေရင်ခွင်ထဲမှာကတ်နေပြီးတကိုယ်လုံးတုံရင်ကငိုယိုနေခဲ့တယ်ပြီးတော့ကျွန်တော်ကိုဆက်ပြီးတိုက်ခိုက်ဖို့အခွင့်အရေးကိုလည်းယူခဲ့တယ်ဖေရှမ်ပန်းခီကာကိုအပြစ်မတင်ပါနဲ့ကျမကမထိုက်တန်ပါဘူးနောက်ဆုံးတော့ကျမကပြင်ပလူပဲဒီလိုလှပတဲ့ကာဝင်ကိုမဝတ်တင်ဘူးပါဆက်ပိတ်ထားလီယူရန်ကသူ့အကိုအကြီးဆုံးကသူ့ကိုပါဆက်ပိတ်ခိုင်းတာလို့ထင်ပြီးပိုကျေနပ်သွားခဲ့တယ်အဲ့ဒီအချိန်မှာပတ်ဝန်းကျင်ကဆွေမျိုးတွေကလည်းတွေးခွဲကြတယ်ကျုပ်ပွားနေတာကိုကြည်ဦးနောက်ဆုံးတော့ပြဿနာကလီယူရန်ကဒီအိမ်မှာနေရာမရှိသလိုလုံခြုံမှုလည်းမရှိတာပဲတန်ကိုနေမင်းကလေးကိုအိမ်ခေါ်လာကြတဲ့ကသူ့ကိုလုံခြုံမှုအလုံးအလောက်ပေးရမယ်မွေးနေ့ပွဲလေးတစ်ခုတင်ကဘာထူးမှလဲမစ္စတာကျန်းပြောတာမှန်တယ်ဒီကလေးရန်ကစိတ်မကြည်လင်ပဲမိခိုးစရာဘယ်သူမှမရှိဘူးလို့ခံစားနေရတယ်ကျွန်တော်အမြင်ရတော့သူ့ကိုရှယ်ယာတချို့ပေးလိုက်တာကပိုကောင်းလိမ့်မယ်ကျမအဲ့ဒါကိုလက်မခံနိုင်ဘူးမိသားစုရှယ်ယာတွေကိုကျမဘယ်လိုလုပ်ယူနိုင်မှာလဲ
ရှန်ကွေချီနေကိုကြည်ဦးနင့်အဖေလက်ထဲမှာရှိတဲ့ဒီရှယ်ယာတွေကနင့်အမေကုမ္ပဏီကိုစီမံခန့်ခွဲဖို့ကူညီပေးဖို့ပဲနင့်ကျမ်းမာရေးကမကောင်းသေးဘူးပြီးတော့အခုလောလောဆယ်နင့်ကုမ္ပဏီမှာအလုပ်ပြန်ဝင်လို့မရသေးဘူးဒါဆိုဒီလိုလုပ်ရင်ဘယ်လိုလဲနင့်နာမည်နဲ့ရှိတဲ့ရှယ်ယာ20%နဲ့က10%ကိုယူပြီးလူရန်ကိုစိတ်ကြည်နက်အောင်လုပ်ဖို့နဲ့သူ့ကိုအာမခံချက်ပေးဖို့လွှဲပေးလိုက်ဒါဆိုဒီညရဲ့ပြဆက်တစ်ခုလုံးရဲ့တကယ်ရည်ရွယ်ချက်ကဒါပေါ်ခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားပြီးလူတိုင်းကအကိုအကြီးဆုံးကိုကြည့်လိုက်ကြတယ်အကိုအကြီးဆုံးကသူတို့ကိုလွှဲပေးလိုက်ရင်ချမ်းမီသားစုကအခုကစပြီးသူတို့လက်ထဲကိုတကယ်ပဲကြားရောက်သွားလိမ့်မယ်ဝီချက်ပေါ်မှာထိုင်နေရင်အကိုအကြီးဆုံးကခေါင်းကိုဖြည်းဖြည်းချင်းမောလိုက်တဲ့သွေးကြောညီတွေနဲ့ပြည့်နေတဲ့မျက်လုံးတွေကသူ့အရှိမှရှိတဲ့လောဘကြီးတဲ့အယောက်ကိုစိုက်ကြည့်နေခဲ့တယ်ပြီးတော့မမျော်လင့်ပဲသူပြုံးလိုက်တဲ့မျက်ရည်ထက်ပိုရုပ်ဆိုးတဲ့အပြုံးတစ်ခုမှောင်မိုက်တဲ့အတိတ်တွေနဲ့ပြည့်နေနေတဲ့အပြုံးအဖေသူ့ကိုရှယ်ယာတွေပေးစေချင်တာတကယ်ပဲလားရှန်ကွေအဖေကမိသားစုငင်းချမ်းရေးကိုပဲလိုချင်တာပါယူရန်ကနင့်ညီမပဲညီမလားဟင်းချက်ချင်းပဲအကိုအကြီးဆုံးကသူ့ကိုအားနဲ့တွန်းထုတ်လိုက်ပြီးဝီချဲလာလူရန်စီရောက်သွားခဲ့တဲ့ကလတ်ထိုင်ရဲ့တိုင်မီမှုကြောင့်တကယ်ပဲနာကျင်သွားပြီးရှန်ဟွီနင်းဘာလုပ်နေတာလဲနင်းယူသွားပြီလားရှမ်ဖန်ကသူ့ကာဝင်ကိုနင်းခဲ့တယ်လို့ပြောခဲ့တယ်မဟုတ်လားဒါဆိုတက်တေကိုကြီးကြဆိုအကိုအကြီးဆုံးကသူ့ဖုန်းကိုထုတ်ပြီးနံပါတ်တစ်ခုကိုခေါ်လိုက်တယ်ပစ္စမမြောက်မရီးဆလွန်းရဲ့ကင်မရာတွေကပုံရိပ်တွေကိုအခုမျက်နှာပြင်ကြီးပေါ်မှာတင်လိုက်ဘာကင်မရာတွေလဲငါတို့အိမ်မှာကင်မရာတွေဘယ်တော့မှရှိခဲ့တာလဲပြစရာမလိုပါဘူးမိသားစုပြဿနာတွေကဒီကနေမထွက်သင့်ဘူးဒီအိမ်မှာဆုံးဖြတ်တဲ့သူပဲအမေနဲ့ဒုတိယအကိုကိုထည့်လို့ရတယ်သူတို့ကဒုတိယထက်လက်ရန်နာမှာမတ်တက်ရက်နေကြပြီးအမေကတက်ရက်ပြီးအပြစ်မရှိတဲ့ပွဲတဝတ်စုံကိုဝတ်ထားပြီးဒုတိယအကိုကကိုလေးချင်းအများကြီးကြသွားခဲ့တယ်အခုတော့အမေဘေးမှာလက်သီးဆုပ်ပြီးရက်နေခဲ့တယ်မျက်နှာပြင်ကြီးကလင်းလာပြီးကြည်လင်းပြတ်သားတဲ့ပုံရိပ်ထဲမှာလူတိုင်းကလီရွာရဲ့အကြံဖန်လှုပ်ဆက်ကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်အဲ့ဒီအချိန်သူ့မျက်နှာပေါ်ပေါ်လာတဲ့အောင်ပွဲခံတဲ့အပြုံးတော်မှာပြည့်စုံစွာရိုက်ကူးထားခဲ့တဲ့ခမ်းမတစ်ခုလုံးစိတ်လှုပ်ရှားစွာနဲ့ပောက်ကွဲသွားခဲ့တယ်ဖျားရည်ဒါဆိုသူကတယောက်တည်းနင်းခဲ့တာပေါ့ဒီမိန်းကလေးကသူ့အကိုကိုအဖြစ်တင်ဖို့တမင်တက်တက်လုပ်ခဲ့တာပဲအမှန်တရားပေါ်ပေါက်လာတဲ့အတွက်လီရီယန်လည်းအဆက်တွေကွဲသွားခဲ့ပြီးသူဖန်တီးခဲ့တဲ့တနာစရာမိန်းကလေးငယ်လေးရဲ့ပုံရိပ်ကပြိုလဲသွားပြီးအဲ့အချိန်အမေကလေကားကနေဖြည်းဖြည်းချင်းဆင်းလာခဲ့တယ်သူ့ကိုအခုချက်ချင်းခေါ်သွားလိုက်လို့ပြောချလိုက်ပါတယ်ဒါကြောင့်ကောင်မလေးလည်းတောင်းပန်နေခဲ့ပြီးနောက်မလုပ်တော့ကြောင်းပါဝန်ခံနေခဲ့ပါပြီအဲ့အချိန်အဖေကမိသားစုထဲကနေအပယ်ခံရမှာကြောက်တဲ့အတွက်လူရန်နင်းကတိလိုလူစားမျိုးဖြစ်လိမ့်မယ်လို့ငါတကယ်ကိုထင်မထားခဲ့ဘူးငါနင့်ကိုကောင်းမွန်တဲ့ရွေချက်နဲ့မွေးစားခဲ့တာပါလို့ဆိုကသမီးမိုက်ကိုထွက်သွားဖို့နှင်ထုတ်လိုက်ပြီးသူဘာမှမသိခဲ့တဲ့အတိုင်းလူတွေကိုလှည့်စားဖို့လှုပ်လိုက်တဲ့အဲနောက်မှာတော့လီယန်ကိုလုံခြုံရေးဝန်ထမ်းတွေကဆွဲခေါ်သွားခဲ့ပြီးသူ့ရဲ့အော်ဟစ်တန်တွေကဝေးကွာသွားခဲ့တယ်အဖေကအပြုံးတူးလှုပ်လိုက်ပြီးဧည့်သည်တွေကိုဥညွတ်လိုက်တယ်ပြီးတော့သူကျွန်တော်စီလာခဲ့တယ်ရှမ်ဖန်အဖေမှပြီးဆွဲခဲ့တာအဖေတောင်းပန်ပါတယ်အဖေဂတိပေးပါတယ်ဒါကြောင့်ကျွန်တော်လည်းအဖေတောင်းပန်တာကအရာအလုံးကိုဖြည့်ရှင်းနိုင်ရင်ရဲတွေဘာလို့ရှိနေမှာလဲဒါဆိုဘာလို့ရော်ကြီးလိုချင်တာလဲအဖေစီမှာရှိတဲ့အရာအလုံးလားငါမင်းကိုပေးမယ်သူကကျွန်တော်ကစားစရာဒါမှမဟုတ်ကားတစ်စီးတောင်းလိုက်မယ်လို့ထင်ခဲ့တယ်ကျွန်တော်နည်းနည်းပြုံးလိုက်တယ်ဒါဆိုဂိမ်းကအဆုံးသက်ကိုရောက်သွားပြီးအရာအလုံးဖြစ်နိုင်ပါတယ်ဒါဆိုကျွန်တော်အဖေလက်ထဲမှာရှိတဲ့ရှန်ကရူရှယ်ယာတွေကိုလိုချင်တဲ့အဖေမျက်လုံးတွေကကြောက်မက်ဖွယ်ကောင်းတဲ့ဇလန်တစ်ခုကိုကြားလိုက်ရတယ်လို့မျိုးပြင်းထန်စွာမိတ်ဆက်သွားခဲ့တဲ့ချင်းဖန်းရှယ်ယာတွေကိုဘာအတွက်လိုချင်တာလဲဒါပေမဲ့အဖေကအကိုအကြီးဆုံးကိုရှယ်ယာတစ်ဆက်ကိုလူရန်ကိုပေးဖို့တောင်းဆိုတော့မလို့မဟုတ်ဘူးလားအဖေကအဖေရဲ့သားအရင်ကိုလူလိန်ထက်ပိုတန်ဖိုးနေတယ်လို့ထင်နေတာလားဒီလိုနောက်ပြန်လှည့်မေးခွန်းကအဖေကိုမိတဲ့တနက်မတ်မတ်ပစ်ချလိုက်တယ်လို့ပဲပတ်ဝန်းကျင်ကဧည့်သည်တွေကတိုးတိုးတိတ်တိတ်ပြောလာကြတယ်သူကမွေးစားသမီးကိုအရန်ရက်ရောခဲ့ပေမဲ့အခုတော့သူ့သားအရင်ကိုမပေးချင်ဘူးမစ္စတာချန်မှာတကယ်ပဲလှုပ်ဝက်ချက်တစ်ခုရှိနေတာလား